it's time to say goodbye. See you later, alligator in a well, crocodile. Okay အဲ့တချင်းထဲရလိုမျိုးပါ alligator crocodile တချို့တို့စာတင်တဲ့အချိန်မှာလဲ A တင်တဲ့အချိန်မှာalligator ဆိုပြီးတော့တင်ခဲ့တယ်မိချောင်းပေါ့ C ပြန်တင်တော့လဲ crocodile ကိုပြန်တင်တယ်အဲ့ဆိုကလေးတွေကတော့အမြဲတမ်းပြီးတယ်teacher ဒီမှာလဲမိချောင်း alligator ဒီမှာကျတော့မိချောင်း crocodile ဘာကွာလဲ teacher ကသူတို့ကိုပုံလေးတွေပြပြီးတော့အချက်၃ချက်နဲ့ရှင်းပြတယ်ပေါ့သူရဲ့နှာခေါင်းကိုကြည့်ပါသူရဲ့ snout alligator ဆိုရင် U shape လေးပေါ့ဒီလိုဝမ်းဝိုင်းလေးဖြစ်နေတတ်တယ် crocodile ကကျတော့ V shape ဒီလိုချွန်ချွန်လေးဖြစ်နေတတ်ပါတယ်နောက်တစ်ချက်ကတော့သူတို့ရဲ့တွားပုံစံပေါ့ alligator ကပါးစပ်ပိတ်ထားရင်အပေါ်တွားကိုပဲမြင်ရပြီးတော့ crocodile ကကျတော့ပါးစပ်ပိတ်ထားတဲ့အချိန်မှာသူ့ရဲ့အောက်ဘက်ကတွားကိုပါမြင်နေရတယ်နောက်ဆုံးတစ်ချက်ကတော့ habitat သူတို့နေထိုင်တဲ့နေရာပေါ့ alligator က fresh water ဖြစ်တဲ့ရေချိုမှာပဲနေတတ်တယ်crocodile ကကျတော့ salt water ရေငန်မှာနေတယ်အဲ့ဒါဆိုရင်ဒီအချက်၃ချက်ကိုကြည့်မယ်ဆိုရင် alligator နဲ့ crocodile နဲ့ကိုမမားတော့ဘူးလို့ထင်ပါတယ် bye bye